ပေါင်းရမဲ့လူနဲ့မပေါင်းရမဲ့လူဒီနှစ်ခုကအရေးမကြီးဘူးလားသိကိုအရေးကြီးတယ်တဲ့ကိုလူဘဝမှာအောင်မြင်တိုးတက်ဖို့အတွက်ဘဝခရီးကိုဖြောင်းဖြောင်းတန်တန်ရှောက်လှမ်းနိုင်ဖို့အတွက်ဆက်ဆံရတဲ့ရည်လူဆိုတာ society ထဲမှာနေတဲ့တတ္တဝါမျိုးဖြစ်တဲ့အတွက်ကြောင့်အပေါင်းနဲ့အသင်းနဲ့ဒီလိုနေတာကိုအဲ့လိုနေတဲ့အခါမှာအပေါင်းအသင်းဟာသိအရေးကြီးတယ်အပေါင်းအသင်းကြောင့်လည်းကောင်းသွားနိုင်တယ်အပေါင်းအသင်းကြောင့်လည်းထိခိုက်နိုင်တယ်ပေါ့မကောင်းတဲ့လူနဲ့ပေါင်းသည့်အတွက်ကြောင့်မကောင်းတဲ့ဟုတ်လားအပုံနဲ့ထွက်တာပေါ့ကောင်းတဲ့လူနဲ့ပေါင်းလို့ရှိရင်ကောင်းတဲ့ရင်ကျွဲတာပေါ့မြတ်စွာဘုရားကရှင်းရှင်းလေးဥပမာပေးထားတာနော်ဥတိမစ္ဆံကုသခေနယောနရောဥပနရှတိဆိုလိုတာကပုတ်နေတဲ့ငါသို့မဟုတ်ငပိပေါ့ငပိကိုဖက်ကလေးနဲ့ထုတ်လို့ရှိရင်အဲ့ဒီဖက်ကလေးဟာငပိပုတ်အနတ်မနာဘူးလားမှန်ပါဗျာအေးမကောင်းတဲ့လူနဲ့ပေါင်းလို့ရှိရင်အဲ့ဒီလိုကိုယ်လည်းအနံစိုးထွက်တာပဲလို့ပြောတာနော်ထို့တူပဲကောင်းတဲ့ဆိုပါစို့အဲ့ဒီဖက်ကလေးကိုပဲဖက်ကလေးစပယ်ပန်းလေးထုတ်လိုက်တဲ့ဖက်ကလေးဆိုရင်ဖက်ကလေးကငကောကအနတ်မရှိပြီမလို့စပယ်ပန်းထုတ်ထားတဲ့ဖက်ကလေးရောမမှွေးဘူးလားမှွေးပါဗျာအေးသူတော်ကောင်းနဲ့ပေါင်းလို့ရှိရင်အ ਨੇ ဆုံးရတဲ့အကျိုးကအဲ့ဒါလောက်လေးတော့ရတယ်ပေါ့ဒါလောကကြီးမှာထင်ရှားတဲ့အရာတစ်ခုပဲမြတ်စွာဘုရားကဘာလူပသေဝနာလူမိုက်နဲ့ပေါင်းခြင်းပန္တိတုပသေဝနာပညာရှိနဲ့ပေါင်းခြင်းဆိုတာအကျိုးကျေးဇူးနှစ်ခုလူတကာနားလည်အောင်လို့ဥပမာလေးနဲ့ပြောတာစကားအဲ့ဒါကြောင့်မို့လို့ပေါင်းတဲ့ဆက်ဆံရေးဟာအရေးကြီးတယ်ဆိုတော့သူ့အကြောင်းကိုသိမှကိုယ့်အကြောင်းသူသိမှပေါင်းလို့ရတော့မှာပေါ့အကြောင်းမသိပဲပေါင်းလို့ရှိရင်ဒီပုဂ္ဂိုလ်ကအကျင့်စာရိတ္တကောင်းတဲ့ပုဂ္ဂိုလ်ဟုတ်ကဲ့လားမဟုတ်ဘူးလားသိနိုင်ပါမလားသိနိုင်ပါဘူးဗျာအေးမြတ်စွာဘုရားကဒီသုတ်တံမှာအချက်၄ချက်နဲ့ဟောထားတာကိုကြည့်ကြရအောင်သူ့အကြောင်းကိုယ့်အကြောင်းဆိုတာကိုယ်လည်းပါတယ်သူလည်းပါတယ်ပေါ့မြတ်စွာဘုရားဟောထားတာသူ့အကြောင်းကိုယ်အကြောင်းသိဖို့ဘာလို့လဲတဲ့အဲ့ဒီမှာတံဝါသေနတိလံဝေရိတ္တပါဒီစကားလေးကိုမှတ်ထားတံဝါသေနဆက်ဆံပေါင်းသင်းကြည့်ခြင်းဖြင့်တိလံကိုခြင်းတရားကိုဝေရိတ္တပံသိနိုင်တယ်တူအကြောင်းကိုသိခြင်းလူတယောက်ရဲ့ကိုခြင်းတရားကောင်းမကောင်းကိုခြင်းတရားကောင်းမကောင်းကိုအပေါ်ယံကြည့်လို့သိမလား